Hello မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ DMO local PDF တရင်နေ့ရဲဘော်ပပင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ရဲဘော်စဒွန်ဂျွန်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ DMO local PDF တရင်နေ့ကနေပြုလုပ်သွားမယ်ဘန်းတိုင်ဆိုတဲ့ကန်ဆယ်မဲအစီအစဉ်တစ်ခုနဲ့ကျွန်တော်တို့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီကန်ဆယ်မဲအစီအစဉ်ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့အဓိကလိုအပ်ချက်ဖြစ်တဲ့ရိတ်ခါဖြစ်တဲ့မို့နဲ့မိုးရင်းကာလမှာကျွန်တော်တို့စီရေးအရှိန်မြင့်တက်လာတဲ့အမျှလိုအပ်တဲ့ခရမ်းနဲ့ကြည်တွေကိုပြန်လည်ဖြစ်တင်းနိုင်ဖို့ရည်ရွယ်ပါတယ်ဒီကန်ဆယ်မဲမှာပါဝင်ထက်ပေါက်ပေးတော့မဲ့ကန်ဆယ်မဲတွေကတော့အထူးစုအနေနဲ့ရွှေတကြတာတော်လန်ထုတ်ကုန်နဲ့အခြားနိသိပ်စုတွေပါဝင်ထက်ပေါက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမဲတစ်ဆောင်ကို1000ကျပ်နှုန်းနဲ့အဆောင်ရေ9996ဆောင်တိတိရောင်းချပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကန်ဆယ်မဲပြုလုပ်သွားမဲ့အချိန်ကာလကတော့တရက်9လ2025ကနေ15ရက်8လ2025အထိကျွန်တော်တို့ရောက်ချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမျော်လင့်ချက်ပန်းတိုင်းရုပ်ကြီးရပန်းတိုင်းအနာဂတ်ရဲ့ပန်းတိုင်းကျွန်တော်တို့အားလုံးရဲ့ပန်းတိုင်းစီရောက်လန်းနိုင်ဖို့ဒီကန်ဆယ်မဲအစီအစဉ်မှာပါဝင်ထောက်ပို့ကူကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ